သူမဟာဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ယူနီယံရဲ့အတော်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးအမျိုးသမီးစနိုက်ပါတွေထဲကတစ်ယောက်ဖြစ်ပါတယ်။အသက်16နှစ်အရွယ်မှာတင်စစ်ထဲဝင်ခဲ့ရပြီးတနက်ပြင်းကိုစနစ်တကျလေ့ကျင့်ခဲ့ရတာကြောင့်တနစ်မပြည့်ခင်မှာတင်ဂျာမန်စစ်သားပေါင်း130ကိုချေမှုန်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့မထင်မထားတဲ့အချက်ကတော့သူမကိုတနက်ပြည့်တင်ပေးခဲ့တဲ့သူမရဲ့ဆရာဟာတကယ်တော့မူဆိုးတစ်ယောက်ဖြစ်နေတာပါပဲ။ဆက်မျိုးဟာအသက်40နှစ်မှာစစ်ထဲဝင်ခဲ့ပြီးမြမီတာ900အကွာမှာရှိတဲ့ရှုတကောင်ကိုမှန်ပြောင်းမပါပဲအသားလေးပစ်ချနိုင်တဲ့အထိလက်ဖြောင့်သူပါ။သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်အထက်လူကြီးတွေကသူ့ကိုအမျိုးသမီးစစ်သားတစ်တွေရဲ့တနက်ပြည့်နီးပြအထိခန့်အပ်ခဲ့ပါတယ်။စစ်စချင်းမှာတော့အမျိုးသမီးစစ်သားတွေကဆက်မြုံရဲ့အရေးချင်းကိုတန်ရဲရှိခဲ့ပြီးတနက်ပြည့်ပြိုင်ဖို့စင်ခေါ်ခဲ့ကြပါတယ်။မီတာ100အကွာမှာရှိတဲ့တန်ဘူးတွေကိုသူတို့အားလုံးမှန်အောင်ပြင်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဆက်မြုံကငြိမ်နေတဲ့ပြမတ်ကိုပြရတာဘာမှမခက်ဘူး။စင်ပြေပြေမှာရန်သူတွေကငြိမ်နေမှမဟုတ်ဘူးလို့ပြောပြီးခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူဟာမြစ်ထဲမှာမျောနေတဲ့ပြမတ်တွေကိုဖန်တီးခဲ့ပြီးအမျိုးသမီးတွေဖြစ်တဲ့အခါမှာတော့အားလုံးလွဲချော်ကုန်ပါတယ်။ဒါပေမဲ့ဆက်မြုံကတော့အေးအေးဆေးဆေးပဲသုံးချက်ဖြစ်လိုက်တာပြမတ်3ခုလုံးကိုတိတိကျကျထိမှန်သွားခဲ့ပါတယ်။ဒီတော့မှပဲအမျိုးသမီးတွေဟာသူ့ရဲ့စွမ်းရည်ကိုအတိမတ်ပြုသွားကြပါတယ်။မကြခင်မှာပဲစစ်မျက်နှာကအခြေအနေတွေဆိုးရွားလာတာကြောင့်သူတို့ကိုရှေ့တန်းကိုအရေးပေါ်ဆေးလွတ်ခဲ့ရပါတယ်။အမျိုးသမီးစနိုက်ပါ၄ယောက်ဟာဂျာမန်တွေတင်ပေါက်ထားတဲ့နေမြေတွေကိုလေထီးနဲ့ဆင်းသက်ခဲ့ရပြီးသူတို့ဟာ10မီတာကျော်မြင့်တဲ့တစ်ပင်တွေပေါ်မှာပုံအောင်ပြီးရန်သူကိုစောင့်ဆိုင်ခဲ့ကြရပါတယ်။ဂျာမန်ရန်တန်းရောက်လာတဲ့အခါဆက်မြုံကချက်ချင်းပစ်ခတ်ပြီးဂျာမန်စစ်သားတွေကိုရှင်းလင်းပစ်ခဲ့ပါတယ်။သူတို့ဟာရန်ပေါ်ကလူဝက်စားရွက်စားတန်းတွေကိုတင်းစီနိုင်ခဲ့ပြီးမြဲဆွတ်ခွာတဲ့အချိန်မှာတော့အတွေ့အကြုံနည်းပါတဲ့အမျိုးသမီးစစ်သားတွေဟာဂျာမန်တွေရဲ့ဖမ်းဆီးခြင်းကိုခက်လိုက်ရတာကြောင့်သူတို့အတွက်တော့ရှေ့လောက်အရှက်ရစရာတွေနဲ့ဆိုးရွားတဲ့အခြေအနေတွေကစောင့်ကြုံနေခဲ့ပါတော့တယ်